ညတနိုင်15မိနစ်ကိုဖိုးချစ်ကအသက်40ဝန်းကျင်ရှိတဲ့ IT ပညာရှင်တဦးဖြစ်ပြီးနေအခန်းထဲရဲ့စာကြည့်ခန်းထဲမှာကွန်ပျူတာနဲ့အလုပ်လုပ်နေပါတယ်။သူ့ရဲ့အိမ်ကမြို့ပြင်ဘက်ကိုအနည်းငယ်ရောက်ပြီးတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေတယ်။စပွဲပေါ်မှာတော့အိယာဝန်ခံကြီးကပိတ်ထားခဲ့တဲ့ဖုံးတစ်လုံးရှိနေတယ်။တိတ်ဆိတ်ခြင်းကိုဖြိုခွဲလျက်အဲ့ဒီပိတ်ထားတဲ့ဖုံးကနေဖုံးမိတာထွက်ပေါ်လာတယ်။အဲ့ဒီအတန်ကအပြင်ကလာတဲ့အတန်ကဲ့သို့ပဲကျဲလောင်စွာပြင်းလုံးနေတယ်။ကိုဖိုးချစ်ချက်ချင်းထားရလိုက်တယ်။စိတ်ထဲကနေဘယ်လိုလုပ်ဖြစ်နိုင်ပါလဲ။ငါဒါကိုပိတ်ထားခဲ့တာလေ။ဖုန်းရဲ့ဘက်ထရီတောင်ဖြုတ်ထားခဲ့တာပဲ။သူကဖုန်းကိုလှမ်းကြည့်လိုက်တယ်။ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာနံပါတ်ဒါမှမဟုတ်အနီရောင်ဖုန်းအိုင်ကွန်အမှတ်သားနဲ့တုံခါနေပါတယ်။ဖုန်းရဲ့မျက်နှာပြင်ရဲ့ပုံစံကလည်းအနှဲငယ်ပုံစံပြောင်းနေပြီးတော့ကြည့်ရတာကလူမျက်နှာတစ်ခုရဲ့ပုံဖြစ်နေတဲ့အစိတ်ပိုင်းတွေနဲ့တူးနေတယ်။ဖုန်းတန်ဟာအဆက်မပြတ်မြည်ပြီးတဲ့နောက်မှာရပ်သွားတယ်။ကိုဖိုးချစ်ကဖုန်းကိုမကင်မိအောင်ကိုထိန်းချုပ်နေရတယ်။လွန်ခဲ့တဲ့2 ရက်ခက်ကသူဟာအင်တာနက်ပေါ်ကနေဒါနာရီဆက်စံတတိပေးချက်တစ်ခုကိုဖတ်ဖူးတယ်။မျက်နှာပိုင်းမြည်လာတဲ့အမည်မသိဖုန်းတန်ကိုမကင်မိပါစေနဲ့။အဲ့ဒီဖုန်းကနေတင့်ဘဝရဲ့မဆုံးရှုံးလို့တဲ့အရာတွေကိုတောင်းဆိုလိုက်မယ်။ကိုဖိုးချစ်အသက်ပြင်းပြင်းရှူလိုက်ပြီးတော့စိတ်ကိုပြန်ထင်းကအလုပ်ကိုဆက်လုပ်ရန်ကြိုးစားလိုက်တယ်။ခဏကြာပြီးတဲ့နောက်မှာဖုန်းကရခင်ကားထက်ကိုအစာပေါင်းများစွာပို့ပြီးတော့ခြေလောင်စွာပြန်လဲပြီးတော့မြည်လာတယ်။အခုတစ်ချိန်မှာတော့ကလေးမိုတန်ကနာကျင်စွာအော်ဟစ်နေတဲ့အတန်ကိုပြောင်းလဲသွားပြီးအိမ်ရဲ့နေရန်တွေပါတုန်ခါသွားသလိုခံစားရတယ်။ကိုဖိုးချစ်ရဲ့စာတီကန်တကားကိုပါတစုံတရာကလက်သေးဖြစ်ကုတ်ချစ်နေတဲ့အတန်ကိုတပြိုင်နက်တည်းကြားနေရတယ်။မကိုင်ဘူး။သူကနားကိုလက်ဖြစ်ပိတ်ထားလိုက်တယ်။ဖုန်းတန်ကစိတ်ရမီးနေတယ်။တကားကိုကုတ်ချစ်နေတဲ့အတန်လည်းပို့ပြီးတော့ပြင်းထန်လာပြီးတော့တကားအတွင်းသားတွေစုပ်ပြဲသွားတဲ့အတန်ကိုပင်ကြားနေရတယ်။ကိုဖိုးချစ်ကျန်းပြင်းပေါ်ဒူးထောက်ထိုင်ချလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုပြင်းပြင်းထန်ထန်ပိတ်ထားတယ်။ဖုန်းမိတန်ရက်သွားတယ်။တကားကိုကုတ်ချစ်နေတဲ့အတန်တွေကလည်းတိတ်ဆိတ်သွားတယ်။အေးခဲလာအောင်တိတ်ဆိတ်တဲ့အချိန်9 စက္ကန့်ကြာပြီးတဲ့နောက်မှာဖုန်းရဲ့စပီကာနဲ့အေးဆက်ဆက်လေးတန်တစ်ခုထွက်ပေါ်လာတယ်။ဖုန်းကိုကင်နာခြင်းမရှိဘဲနဲ့ဖုန်းလိုင်းကသူ့ဟာသူအတန်ထွက်နေခြင်းဖြစ်တယ်။ဒါလိုက်ပါ။ရတော့တိုက်သွားမယ်။ကိုဖိုးချင်မလုံးမရှိရက်နေတယ်။ရုတ်တရက်မိချောင်းတွေမိတ်တုတ်ဖြစ်သွားတယ်။မင်းမခိုင်းငါမင်းရဲ့ကြောင်လေးရဲ့အသက်ကိုယူတော့မယ်။ကိုဖိုးချစ်ရဲ့စိတ်ထဲမှာသူ့အလွန်ချစ်တဲ့ကြောင်လေးရဲ့နာကျင်စွာအော်ဟစ်တန်ကိုတကယ်ကြားလိုက်ရတယ်လို့ခံစားလိုက်ရတယ်။ကိုဖိုးချစ်တီးမခံနိုင်တော့ပဲဖုန်းကိုလှမ်းကင်ရဲ့လက်ကိုစမ်းတန်းလိုက်တယ်။မတော်တဆဖုန်းကစပွဲအစွန်းကနေနေပြီးတော့အောက်ကိုပြုတ်ကျသွားတယ်။ဖုန်းရဲ့စက်ကရင်ကလည်းအကွဲသွားတယ်။အကွဲချောင်းထဲကနေအနက်ရောင်အရှည်တွေစိတ်ထွက်လာတယ်။အဲ့ဒီအကွဲနေတဲ့ဖုန်းကလေသူ့ရဲ့ချစ်သူဟောင်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆုံးရှုံးခဲ့ရတဲ့မိန်းကလေးရဲ့အတန်ဖြစ်နေတယ်။ကိုဖိုးချစ်ဖုန်းကိုင်လိုက်ပါ။အဲ့ဒါမှကျမတို့တူတူပြန်နေရမှာလေ။အဲ့ဒီအတန်ဟာကိုဖိုးချစ်အကြောက်ဆုံးအရာမဟုတ်ဘဲနဲ့အလိုချင်ဆုံးသောအရာဖြစ်တယ်။သူကအဲ့ဒီဖုန်းကိုကင်မိတယ်လို့ဖြစ်သွားတယ်။မင်းဘသူဖြစ်ငါမင်းနဲ့ဘာမှအပေးယူမလုပ်ဘူး။သူ့ရဲ့စကားကိုကြားလိုက်တာနဲ့ဖုန်းထဲကနေသူ့ရဲ့ချစ်သူရဲ့အတန်ဟာဆူရှာတဲ့မကောင်းဆိုးဝါးရဲ့ရီမောတန်ပြချက်ချင်းပြောင်းလဲသွားတယ်။ငါရဲ့အတန်လည်းကြားပြီးသားဖြစ်သွားပြီ။အဲ့ဒါပဲငါတို့ချစ်တာ။ငါမင်းစိတ်ရောက်လာနေပြီ။သူ့ရဲ့ရှေ့ဖုန်းကြားတဲ့နေရာနေအကွဲကြောင်းနဲ့ကနေစိတ်ထွက်လာတဲ့အနက်ရောင်ရှည်တွေကကျန်းမြေပေါ်မှာသူ့ရဲ့ဖုန်းနံပါတ်တွေကိုစတင်ရေးဆွဲနေတယ်။ပြတင်းပေါက်ကနေဝင်လာတဲ့လာရအောင်မှာထင်ရှားစွာမြင်လိုက်ရတယ်။ကိုဖိုးချစ်အော်ဟစ်တံမပြုတ်နိုင်တော့ဘဲနဲ့ကြောက်ရွံ့မှုတွေကြောင့်ပါစပ်ပွင့်ပြီးတော့အသက်ရှူရက်သွားတကယ်လို့ဖြစ်နေတယ်။အဲ့ဒီဖုန်းကတဖန်ပြန်ပြီးတော့မြည်လာတယ်။အခုတစ်ခါမှာတော့ဖုန်းတန်ကိုဖိုးချစ်ရဲ့အတန်ပဲဖြစ်နေပါ